မင်းကငါရဲ့အစီခံမလေးနဲ့တော်တော်တူတာပဲနော်ငါဘာမှပြန်မပြောခဲ့ဘူးဒါပေမဲ့ကျမမပြောရဲဘူးဖြစ်နေတာငါခဏလောက်ငြိမ်သက်သွားပြီးမှခေါင်းကြီးပြလိုက်တယ်မင်းဒီမှာပဲကောင်းကောင်းအနားယူနေလိုက်ပါနောက်ရက်တွေကြာရင်မင်းစီကိုတက်တေလာတောင်းမဲ့သူတွေရှိလာလိမ့်မယ်မင်းအမှန်တိုင်းပဲပြောရုံပါပဲမင်းတို့သားမိနှစ်ယောက်လုံးဘေးကင်းစေရမယ်လို့ငါအာမခံတယ်ကျေးဇူးတင်ပါတယ်စစ်သူကြီးကျေးဇူးတင်ပါတယ်စစ်သူကြီးမြို့တော်ကိုပြန်တဲ့လမ်းခီးမှာစစ်သူကြီးအဲ့ဒီထိကျူးကိုဘာလို့ဖို့ခေါ်လာတာလဲဗျာနောက်ရက်အနေငယ်ကြာရင်မေတော်ကြီးကနန်းတော်ထဲမှာပန်းပွဲတော်ကျင်းပလိမ့်မယ်အဲ့ဒီအချိန်ကြာရင်စိတ်ဝင်စားစရာအစီအစဉ်ကောင်းတစ်ခုကြည့်ရမှာပေါ့၃ရက်မြောက်နေ့ပန်းပွဲတော်နေ့မှာငါကယာရုအဆင့်တန်းအဆောင်ရောင်ဝတ်စုံကိုဝတ်ဆင်ပြီးနန်းတော်ထဲကိုဝင်လာခဲ့တယ်အထက်တန်းတော်အမျိုးသမီးတွေကြားထဲမှာရေမောမြူထူပြီးစကားပြောနေတဲ့စုကျင်ကိုလှမ်းမြင်လိုက်ရတယ်ငါ့ကိုမြင်လိုက်ရတဲ့အချိန်မှာသူ့ရဲ့ပြုံးတွေကခဏတာတောင့်တင်းသွားခဲ့တယ်ဒါပေမဲ့ချက်ချင်းဆိုသလိုပဲပုံမှန်တိုင်းပြန်ပြုံးပြလာတယ်ရှန်စစ်သူကြီးရောက်လာပြီပဲလူအများကဝိုင်းအောင်ပြီးလမ်းဖယ်ပေးကြတယ်ငါရှောက်လန်းသွားပြီးမေတော်ကြီးကိုအလေးပြုနှုတ်ဆက်လိုက်တယ်မေတော်ကြီးကလက်ခုပ်တီးလိုက်တဲ့အခါမိန်းမဆိုးတယောက်ကလူတယောက်ကိုဥဆောင်ပြီးအထဲကိုခေါ်လာခဲ့တယ်အဲ့ဒါရှိကျူးပဲဖြစ်တယ်စုကျင်ကရှိကျူးကိုမြင်လိုက်ရတဲ့အခါမှာမျက်နှာတစ်ခုလုံးချက်ချင်းပြနှမ်းသွားတော့တယ်ရှိကျူးကစတင်ပြီးဖွင့်ဟတိုင်တီတော့တယ်ကုရှုယွန်ကသူ့ကိုဘလို့တိမ့်ပိုက်ခဲ့ကြောင်းနဲ့ရှန်လင်းရွှန်းနဲ့ရုပ်ချင်းတူလို့ဘလို့မျိုးအချစ်ခံခဲ့ရကြောင်းတွေကိုပေါ့စုကျင်မင်းမှာဘာပြောစရာရှိသေးလဲမေတော်ကြီးဒီလိုနှိမ့်ကြတဲ့အစီခံမင်းရဲ့စကားကိုဘလို့လို့ယုံကြည်နိုင်မှာလဲဒါဆိုပြီးခဲ့တဲ့လစန်း3ရက်နေ့တကောင်ရန်ချိန်မှာကုရှုယွန်ကသူရှိတဲ့နေရာကိုသွားခဲ့တယ်ဆိုတာကပေါ့စုကျင်တစ်ချက်တုံးနှုတ်သွားတယ်မင်းကငါဘာမှစုံစမ်းမထားဘူးလို့ထင်နေတာလားမင်းကသူ့ရဲ့ဇနီးတစ်ယောက်ဖြစ်နေပြီးတော့ကိုလင်ယောက်ျားရဲ့တွာလာလှုပ်ရှားမှုတွေကိုတော့မသိရဘူးလားစုကျင်နှက်ခမ်းတွေတုံရီနေပြီးဘာစကားတစ်ခွန်းမှပြန်မပြောနိုင်တော့ဘူးမေတော်ကြီးကျမတို့ကိုမေးချင်တဲ့မေးခွန်းတစ်ခုရှိပါသေးတယ်မေတော်ကြီးကခေါင်းကြီးပြလိုက်တယ်စုကတော့ဖုံးဆိုတာဘာလဲကူးပြောင်းလာတယ်ဆိုတာဘာလဲပြီးတော့တရုတ်စာလုံးတွေရှာဖွေတာနဲ့နင်းနမိတ်စားတဲ့အရာတွေကဘာလဲဆိုတာမင်းသိလားဆယ်နှစ်သမီးရွယ်မှာစစ်မြေပြင်ကိုထွက်ခဲ့ပြီးနှစ်ဆက်အရွယ်မှာစစ်သူကြီးဖြစ်ခဲ့တယ်ကျွန်တော်မျိုးကသူနဲ့မထိုက်တန်ပါဘူးဒီစကားတွေကိုကြားရတော့ငါရင်ထဲမှာအေးဆက်ဆက်လှောင်ပြုံးတစ်ခုပဲရှိခဲ့တယ်ဒါတွေကမိမိငယ်ကလေးကတိထားတဲ့အရာတွေမဟုတ်ဘူးလားကျွန်တော်မျိုးမပြောရဲခဲ့ပါဘူးမတောင်းဆိုရဲလို့ပဲအစားထိုးမဲ့သူတွေကိုရှာခဲ့မိတာပါသူတို့အားလုံးကသူနဲ့ရုပ်ချင်းတူကြပါတယ်ကျွန်တော်မျိုးကသူတို့ကိုကြည့်ပြီးတော့ငါ့ကိုအစားထိုးတယ်လို့သဘောထားတာပေါ့ဟုတ်လားကုရှုယွန်းမင်းကအသက်ရှင်နေတဲ့လူသားတွေကိုအစားထိုးအသုံးချပြီးတော့ကိုတန်ရောစင်ကြီးလှကြီးရဲလို့ထင်နေတာလားကုရှုယွန်းတကူလုံးတုံရီသွားပြီးခေါင်းတောင်မဖော်ရဲတော့ဘူးဒါဆိုမင်းဒီနေ့လာတာကဒီစကားတွေပြောဖို့တသက်ပဲလားမဟုတ်ပါဘူးကျွန်တော်မျိုးလာတာကဒီမိမရဲ့အမှန်တရားကိုဖော်ထုတ်ဖို့ပါသူမကစုမိသားစုရဲ့တမီးရင်လုံးဝမဟုတ်ပါဘူးအစ်စ်အမှန်စုကျင်ကဟိုးကလေးကတေဆုံးသွားခဲ့ပါပြီဒီစကားထွက်လာတာနဲ့တပြိုင်နက်တအိမ်တော်လုံးတိတ်ဆိတ်ငြိမ်သက်သွားတော့တယ်ကျွန်တော်မျိုးလည်းအခုမှစုံစမ်းသိရှိရတာပါသူကရုတ်တရက်ခေါင်းမော်ပြီးငါ့ကိုစိုက်ကြည့်လာတယ်လင်ရွှန်းမင်းကငါ့ကိုလင်ရွှန်းလို့ခေါ်နေသေးတာလားကုရှုယွန်းဒီနေ့ကစပြီးငါတို့နှစ်မိသားစုကြားမှာဘာပတ်သက်မှုမှမရှိတော့ဘူးစစ်သူကြီးအပြင်မှာမကောင်းတဲ့ကောလာဟာလတွေထွက်ပေါ်နေပါတယ်ဗျာဘာကောလာဟာလလဲလူတွေပြောနေကြတာကတော့စစ်သူကြီးကမိမချင်းဝတ်ကိုမဆောင်ထိန်ဘူးအာနာကိုအလွဲသုံးစားလုပ်ပြီးလူတွေကိုနှိပ်စက်တယ်လို့ပြောနေကြတာပါဒါတင်မကသေးဘူးတစ်ဖေးဆိုင်ကပုံပြောသူတွေကစာသားတွေတောင်ဆက်ဆိုပြီးတော့စစ်သူကြီးနဲ့ကုရှုယွန်းတို့ရဲ့ဖောက်ပြန်တဲ့ဇလန်းတွေကိုတယော်ပြီးပြောနေကြပါတယ်ဗျာငါခြေလန်းတွေခဏရက်သွားပြီးချက်ချင်းပဲရေမောလိုက်မိတယ်ကောင်းတယ်တော်တော်ကောင်းတာပဲစစ်သူကြီးကစိတ်မဆိုးဘူးလားဗျာစိတ်ဆိုးတော့ဘာထူးမှလဲသူတို့ကိုပြောပါစေသူတို့ပြောလေပိုပြီးပြက်နက်လေပိုကောင်းလေပဲကျိုးဝေးကနားမလည်နိုင်ဖြစ်နေပေမဲ့နောက်ကနေပဲလိုက်လာခဲ့တယ်စစ်သူကြီးအိမ်တော်ကိုပြန်ရောက်တော့ငါကလူတွေကိုစာကြည့်လိုက်ထဲကအတိတ်ကမှတ်တမ်းအကုန်လုံးကိုရှာခိုင်းလိုက်တယ်ငွေချေးစာချုပ်တွေထောက်ခံစာတွေအားလုံးကိုပေါ့ကုမိသားစုကရှမ်းမိသားစုစီကနေအများကြီးအကျွေးတင်နေတာပဲကုမိသားစုကရှမ်းမိသားစုအပေါ်ဒီလောက်တောင်အကျွေးတင်နေတာလားဒါတင်မကသေးပါဘူးကျမရဲ့ဖခင်ဖြစ်သူဟာအချိန်ကဂူရှုယွန်းရဲ့ဖခင်အသက်ကိုကယ်တင်ခဲ့ပူပါတယ်ဒီအကြောင်းကိုမြို့တော်တွေကလူတိုင်းသိကြပါတယ်ကျမဒီနှစ်တွေမှာကုမိသားစုကိုကူညီပေးခဲ့တာဟာဂူကတော့ကကျမပေါ်သမီးရင်းတယောက်လိုဆက်ဆံခဲ့လို့ပါဒါပေမဲ့အခုတော့မေတော်ကြီးဟာခိတ္တမြတိတ်ဆိတ်သွားပြီးနောက်ရုတ်တရက်ပြုံးလိုက်ပြီးလင်ရွှန်းသမီးဘာလို့ချင်လဲစိတ်ကြိုက်တာလို့ပါမေတော်ကြီးသမီးဘက်ကရှိနေပြီမယ်နောက်ရက်မှာတော့ကျမကလူတွေကိုစည်ရင်းတွေအားလုံးတေချာစုစည်းခိုင်းပြီးမြို့တော်တွေကလက်ဖက်ရည်ဆိုင်ကြီးတွေစီပို့ခိုင်းလိုက်ပါတယ်ပြီးတော့ရှမ်းမိသားစုနဲ့ကူမိသားစုဟာဒီနေ့ကစပြီးအဆက်အသွယ်တက်တောက်သွားပြီဖြစ်ကြောင်းသတင်းဝင်ခိုင်းလိုက်ပါတယ်ကူမိသားစုအပေါ်တင်ရှိခဲ့တဲ့လူမှုရေးအကျွေးတွေအားလုံးကိုပယ်ဖျက်လိုက်ပြီးကူမိသားစုကရှမ်းမိသားစုအပေါ်တင်ရှိနေတဲ့အကျွေးတွေအားလုံးကိုတော့3ရက်အတွင်းပြန်ဆက်ရမယ်လို့ကြေညာလိုက်ပါတယ်3ရက်အတွင်းမှာပဲကူမိသားစုကကျမစီကယူထားတဲ့ငွေကြေးတွေကိုတပြားမကျန်စစ်သူကြီးဂေဟာစီလာရောက်ပေးပို့ကြပါတယ်ကျမစီမှာအကူအညီတောင်းပြီးအလုပ်ခဲ့ကြတဲ့လူတွေကလည်းတယောက်ပြီးတယောက်တောင်းပန်စာတွေရေးသားပေးပို့လာကြပါတယ်သူတို့တွေဟာကူမိသားစုရဲ့လှည့်စားမှုကိုခံလိုက်ရတာဖြစ်ပြီးကျမကိုရည်ရွယ်ချက်ရှိစော်ကားမိတာမဟုတ်ကြောင်းရေးသားထားကြပါတယ်ကျမကလူတွေကိုငွေတွေကိုတော့လက်ခံခိုင်းပြီးစာတွေကိုတော့မိရှုဖျက်ဆီးခိုင်းလိုက်ပါတယ်ဘသူ့ကိုမှအပြစ်မယူတော့ပါဘူးပစ္စမမြောက်နေ့မှာတော့နန်းတော်တွေကနေစုကြဝန်ခံထွက်ဆိုပြီးဆိုတဲ့သတင်းရောက်ရှိလာပါတယ်လားထိုင်ပါကျမထိုင်လိုက်တဲ့အခါမေတော်ကြီးကဝန်ခံချက်စာလွှာကိုကျမစီကမ်းပေးပါတယ်စုကြဟာသူမဟာစုမိသားစုရဲ့တမီးရင်းမဟုတ်ကြောင်းဝန်ခံထားပါတယ်သူမဟာအလွန်ဝေးကွာလှတဲ့အရက်ဒေတာတစ်ခုကနေရောက်ရှိလာတာဖြစ်ပါတယ်ထိုအရက်မှာအမျိုးသမီးတွေဟာစာတင်ကြားနိုင်ကြပြီးအရာရှိလုံနိုင်ကြသလိုမိမိတို့ရဲ့အိမ်အောင်ရေးကိုလည်းကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ရှိကြပါတယ်သူမဟာဒီကဘာမြေစီရောက်ရှိလာတဲ့အခါမိမိရဲ့အရေးချင်းနဲ့ဘဝကိုကောင်းမွန်အောင်တည်ဆောက်ချင်ခဲ့တာပါဒါပေမဲ့သူမဟာဘာမှမတက်မြောက်ထားဘူးဆိုတာကိုသိလိုက်ရပါတယ်အမျိုးသမီးတို့တက်တဲ့အတတ်ပညာတွေကြပြလင်္ကာတွေနဲ့အိမ်တွင်းလောက်ကျန်ဖန်တီးမှုကွက်ကွင်းတွေကိုသူမမတက်ပါဘူးသူမဟာသူမရဲ့ရုပ်ဆင်းနဲ့ထူးခြားတဲ့စကားပြောဆိုပုံကိုအသုံးချပြီးအမျိုးသားတွေနဲ့မြင့်မြတ်တဲ့အမျိုးသမီးတွေကြားထဲမှာလှည့်ပတ်ကျစားခဲ့ရတာပါသူမဟာဂူရှုယွန်းရဲ့ကျမပေါ်ထားရှိတဲ့ဆွဲလန်းမှုကိုအသုံးချပြီးသူ့ကိုလက်ခုပ်ထဲကရေလိုချုပ်ကင်ထားနိုင်မယ်လို့ထင်ခဲ့တာပါဒါပေမဲ့ဂူရှုယွန်းရဲ့ရင်ထဲမှာကျမကိုလုံးဝမေ့ပြောက်လို့မရနိုင်ဘူးဆိုတာကိုသူမမမျှော်လင့်ထားခဲ့မိသလိုသူဟာရှောက်ကျူးနဲ့ပါတပြိုင်နက်တည်းပတ်သက်နေလိမ့်မယ်လို့မထင်ထားခဲ့မိပါဘူးသူမဟာရှောက်ကျူးကိုမောင်းထုတ်လိုက်ရင်အားလုံးအဆင်ပြေသွားပြီလို့ထင်ခဲ့တာပါဒါပေမဲ့သူမမသိခဲ့တာကဂူရှုယွန်းဟာတကောင်ရံအချိန်တွေမှာရှောက်ကျူးစီခိုးသွားနေခဲ့တုန်းပဲဆိုတာပါပဲသူမဟာဂူရှုယွန်းကသူမကိုလှည့်စားခဲ့လို့နာကြီးနေတယ်လို့ကျမကဘာမှအားထုတ်စရာမလိုပဲအမျိုးသားတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကိုအမြဲတမ်းဖန်ဆားထားနိုင်တာကိုလည်းမနာလိုဖြစ်နေခဲ့တာပါဒါကြောင့်သူမဟာကြိုးဆိုပွဲကျင်းပတဲ့နေ့ကိုရွေးချယ်ပြီးလူအများရှိမှကျမကိုတိတ်ခါချဖို့ကြံစည်ခဲ့တာဖြစ်ပါတယ်
သူမဟာအသုံးနှုန်းအသစ်တွေကိုအသုံးပြုပြီးကျမကိုစင်ကြေပေးလို့မရအောင်လုပ်နိုင်မယ်လို့ထင်ခဲ့တာပါဒါပေမဲ့ထိုအသုံးနှုန်းကပဲသူမရဲ့မိသူမိဘဖြစ်ကြောင်းအမှန်တရားကိုဖော်ထုတ်ပေးလိုက်လိမ့်မယ်လို့သူမမသိခဲ့ပါဘူးကျမဝန်ခံချက်ကိုဖတ်ရှုပြီးနောက်အချိန်တော်ကြာအောင်တိတ်ဆိတ်သွားခဲ့ပါတယ်ဒီမျိုးသမီးဟာတနာစရာလည်းကောင်းတယ်လို့မုန်းတီးစရာလည်းကောင်းလာပါတယ်သူမဟာမိမိရဲ့အင်အားတရက်တည်းနဲ့တခုခုကိုပြောင်းလဲပြစ်ချင်ခဲ့ပေမဲ့မိမိကိုယ်တိုင်ကဒီကဘာရဲ့စီးမြင်စည်းကမ်းတွေကိုတော့နားမလည်ခဲ့ဘူးဆိုတာကိုမသိရှာပါဘူးကျမခေါင်းကြီးပြလိုက်ပါတယ်လင်ရွှန်းသမီးကဘလို့တွေးထားလဲမဲတော်ကြီးကျမမဲတော်ကြီးစီကနေအခွင့်အရေးတစ်ခုတောင်းဆိုချင်ပါတယ်ဘာကိစ္စလဲကျမမျိုးတော်မှာပဲဆက်နေချင်ပါတယ်ကျမစစ်ပွဲတွေတိုက်ခိုက်လာခဲ့တာ10နှစ်ရှိပြီဆိုတော့အခုတော့နားယူတင်ပါပြီကောင်းတယ်မဲတော်ကြီးမျောလင့်နေတာလဲသမီးရဲ့ဒီစကားပါပဲနန်းဆောင်ထဲကနေထွက်လာတဲ့အခါအပြင်မှာနေအောင်ကြီးကတာယာလို့နေပါတယ်ကျမမျက်မှောင်ကျုပ်ပြီးကောင်းကင်ကြီးကိုမောကြည့်ရင်လူတစ်ယောက်ကိုရုတ်တရက်သတိရမိသွားပါတယ်ရှင်ရှိမင်းသားရှောင်ကျင်ရန်အဲ့ဒီနေ့ကြိုးစိုးပွဲတုန်းကသူလည်းရှိနေခဲ့ပါတယ်အစားကနေအဆုံးအထိသူစကားတခွန်းမှမပြောဘဲထောင်းတနေရာမှာတိတ်တဆိတ်ထိုင်ရင်ဒီဖြစ်ပျက်တွေအားလုံးကိုကြည့်နေခဲ့တာပါဒါပေမဲ့သူကျမကိုကြည့်နေခဲ့မှန်းကျမသိပါတယ်ကျမလှည့်ကြည့်လိုက်တိုင်းသူ့ရဲ့အကြည့်တွေနဲ့အမြဲဆုံးတွေ့ရတတ်ပါတယ်ထိုအကြည့်တွေထဲမှာတနာကယူနာတတ်မှုတွေမရှိပါဘူးစစ်တလင်းပြင်မှာပဲရှိတတ်တဲ့အရာတစ်ခုတည်းသာရှိနေခဲ့ပါတယ်ဒါဟာယုံကြည်မှုပါပဲကျမရှေ့ဆက်ရမယ့်ရက်စွဲတွေအတွက်ရုတ်တရက်မျှော်လင့်ချက်တွေရှိလာမိပါတယ်စူးကြတယောက်အေးဆက်လာတဲ့နန်းဆောင်စီအပိုးခံရပြီးနောက်ဒီအချိန်တွေအားလုံးပြီးဆုံးသွားပြီလို့ကျမထင်ခဲ့မိလားဒါပေမဲ့မမျှော်လင့်ပဲပိုပြီးကြီးကျယ်တဲ့ပွဲချမ်းကြီးကနောက်ွယ်မှာရှိနေပါသေးတယ်။နိုင်ဝက်လောက်ကြာတဲ့ညတညမှာတော့ကျိုးဝိုင်ကရုတ်တရက်သတင်းလာပို့ပါတယ်။စစ်သူကြီးအေးဆက်လာတဲ့နန်းဆောင်ဘက်မှာကိစ္စတစ်ခုဖြစ်ပျက်နေပါတယ်။ဘာကိစ္စလဲ။စူးကြမှာကိုဝင်ရှိနေပါပြီ။ကျမမြင်တက်သွားမိတယ်ကိုဝင်ဟုတ်လား။စူးကြအဲ့ဒီအဆောင်စီရောက်သွားတာနိုင်ဝက်ပဲရှိသေးတာဘလို့လို့ကိုဝင်ရှိနိုင်မှာလဲ။တေချာစုံစမ်းပြီးပြီလား။သမားတော်ကြီးကိုယ်တိုင်စမ်းသက်စစ်ဆေးပြီးပါပြီ။တကယ်ပဲကိုဝင်2လလောက်ရှိနေပါပြီ။လွန်ခဲ့တဲ့2လကစူးကြဟာကိုအိမ်တော်မှာပဲရှိနေသေးတာဆိုလိုတာကဒီကလေးဟာဂူရှုယွန့်ရဲ့ကလေးပေါ့။မေတော်ကြီးတည်သွားပြီလား။တီးပါပြီမေတော်ကြီးကလူလှုပ်ပြီးဂူရှုယွန့်ကိုနန်းတော်ထဲဆင့်ခေါ်လိုက်ပါပြီ။ဟဲနန်းတော်ထဲသွားကြစို့ကျမရောက်သွားတဲ့အချိန်မှာမေတော်ကြီးကအဆောင်ထဲမှာထိုင်နေပြီးမျက်နှာကလည်းကြောက်စရာကောင်းတော့အောင်တည်တင်းလို့နေပါတယ်။မင်းလျှောက်ပြောနေတာကျွန်တော်မျိုးလျှောက်မပြောရဲပါဘူးကျွန်တော်မျိုးမှာမျိုးမပွားနိုင်တဲ့ယောဂခံရှိပါတယ်။သမားတော်ကြီးတွေကကျွန်တော်မျိုးအနေနဲ့အမျိုးသမီးတစ်ယောက်ကိုကိုဝင်ရစေဖို့အလွန်ခက်ခဲတယ်လို့ပြောပူပါတယ်။ကျွန်တော်မျိုးစူးကြကိုလက်ထပ်ခဲ့တာအချိန်တော်ကြာခဲ့ပေမဲ့သူမမှာဘာကိုဝင်မှမရခဲ့ပါဘူး။ကျွန်တော်မျိုးကကိုယ့်ဘက်ကပဲပြဿနာရှိတယ်လို့ထင်ခဲ့တာပါ။ဒါပေမဲ့နောက်ပိုင်းမှာရှောက်ကျူးမှာကိုဝင်ရှိလာတော့မှကျွန်တော်မျိုးသဘောပေါက်သွားတာပါ။ဒါဟာကျွန်တော်မျိုးရဲ့ပြဿနာမဟုတ်ပဲသူမရဲ့ပြဿနာဖြစ်ပါ။ကူမိသားစုကရှောက်ကျူးရဲ့ကလေးကိုဘာလို့မိမိတို့ရဲ့အသက်သွေးကြောလို့တတ်မှတ်ထားလဲဆိုတာမစမ်းတော့ပါဘူး။သူတို့ကဒါဟာတခုလေးတော့မျှော်လင့်ချက်လို့ထင်နေခဲ့ကြတာကိုဒါပေမဲ့ဂူရှုယွန့်ကတကယ်ပဲအမျိုးသမီးတွေကိုကိုဝင်ရစေဖို့ခက်ခဲတယ်ဆိုရင်အဲ့ဒီရှောက်ကျူးရဲ့ကလေးကရောသမားတော်ကြီးကိုစိတ်ခေါ်လိုက်သမားတော်ကြီးကချက်ချင်းပဲရောက်ရှိလာပြီးကျမ်းပြင်ပေါ်မှာဒူးထောက်လိုက်ပါတယ်ဂူတခင်လေးရဲ့ခန္ဓာကိုယ်အခြေအနေကိုမင်းသိချာသိရလားမဲတော်ကြီးကိုရှောက်တင်ရရင်ကျွန်တော်မျိုးတကယ်ပဲဂူတခင်လေးကိုစမ်းသပ်ပေးခဲ့ပူပါတယ်ဂူတခင်လေးဟာအမှန်တကယ်ပဲခန္ဓာကိုယ်အားနေပြီးမျိုးဆက်ပြန့်ပွားဖို့ခက်ခဲပါတယ်ဒါပေမဲ့လုံးဝမဖြစ်နိုင်တာတော့မဟုတ်ပါဘူးဒါဟာဖြစ်နိုင်ခြေအလွန်နှဲပါယုံတာဖြစ်ပါတယ်မင်းကြားတယ်မလားလုံးဝမဖြစ်နိုင်တာတော့မဟုတ်ဘူးလေဂူရှုယွန့်ဟာမျက်နှာတစ်ခုလုံးဖြူရောသွားပြီးဘာစကားမှပြန်မပြောနိုင်တော့ပါဘူးစူးကြရဲ့မျက်ဝန်းထဲမှာတော့မျောလင့်ချက်အရေးအယောင်လေးဖြစ်ပြေးသွားပါတယ်ကွက်တိပါပဲအဲ့ဒီအချိန်မှာအပြင်ဘက်ကနေရုတ်တရက်ဆူညံတန်တွေထွက်ပေါ်လာပါတယ်။ဒါဟာရာဇဝတ်မှုကင်းဆိုင်ရာဝင်ကြီးချုပ်ဖြစ်ပါတယ်။သူကခြေလမ်းကျဲကြီးတွေနဲ့ဝင်ရောက်လာပြီးကျမ်းပြင်ပေါ်ဒူးထောက်ကမှတ်တမ်းတွေတစ်ခုကိုဆက်တက်လိုက်ပါတယ်။မဲတော်ကြီးကျွန်တော်မျိုးစူးကြမျိုးတော်ကိုမလာခင်ကသွာလာလှုပ်ရှားမှုမှတ်တမ်းတွေကိုစုံစမ်းသိရှိရပါပြီ။သူမမြုပ်ဝါမြစ်အောက်ပိုင်းဒေသမှာရှိနေစဉ်ကကုန်တယ်တယောက်နဲ့တိတ်တဆိတ်ပတ်သက်မှုရှိခဲ့ကြောင်းသက်သေပြမဲ့သူရှိပါတယ်။အဲ့ဒီကုန်တယ်ဟာလွန်ခဲ့တဲ့အချိန်တော်ကြာကလေးကပျောက်ဆုံးနေခဲ့ပြီးအခုထက်ထိဘယ်ရောက်နေမှန်းမသိရသေးပါဘူး။မဲတော်ကြီးကမှတ်တမ်းတွေကိုလှမ်းယူပြီးဖက်ရှုလိုက်တဲ့အခါမျက်နှာကပိုပြီးတော့ခက်ထန်လာပါတယ်။စူးကြမင်းမှာဘာပြောစရာရှိသေးလဲ။စူးကြဟာတကူလုံးတုံရင်နေပြီးနှက်ခမ်းတွေတစ်ဆက်ဆက်တုံနေပေမဲ့ဘာစကားမှထွက်မလာပါဘူး။ဒီမှတ်တမ်းထဲမှာရေးထားတာကမင်းမြုပ်ဝါမြစ်အောက်ပိုင်းဒေသမှာရှိစဉ်ကအဲ့ဒီကုန်တယ်နဲ့ခိုးရလိုက်ပြေးခဲ့ပြီးကလေးတယောက်လည်းရခဲ့ဘူးလေလို့ဆိုထားတယ်။အဲ့ဒီကုန်တယ်ကမင်းကိုလက်ထပ်ချင်ခဲ့တာဒါပေမဲ့မင်းကသူဆင်းရဲတာကိုနှာခေါင်းရှုပ်ပြီးသူ့ကိုဒုက္ခပေးခဲ့တယ်။အဲ့ဒီနောက်မှာမင်းကစုမိသားစုရဲ့သမီးရင်းအယောင်ဆောင်ပြီးမြို့တော်စီလာကအိမ်အောင်ရေးအလိညာတွေလုပ်ခဲ့တာပဲ။စူးကြတယောက်လုံးဝစိတ်ပြတ်အားငယ်သွားပါပြီ။သူမဟာကျမ်းပြင်ပေါ်မှာပုံရသားလဲကျသွားပြီးမျက်ရည်တွေစီးကြလာကစကားတစ်လုံးမှမပြောနိုင်တော့ပါဘူး။သူမရဲ့ပုံစံကိုကြည့်ပြီးကျမရဲ့ရင်ထဲမှာခံစားချက်တွေအစုံလင်ဖြစ်ပေါ်နေမိပါတယ်။တကယ်တော့သူမဟာအစကတည်းကလူလိမ်တယောက်ဖြစ်နေခဲ့တာပါ။စုမိသားစုကိုလှည့်စားခဲ့တယ်။ဂူရှုယွန့်ကိုလှည့်စားခဲ့တယ်။လူတိုင်းကိုလှည့်စားခဲ့တာဖြစ်ပါတယ်။သူမဟာတခြားကဘာကနေရောက်ရှိလာပြီးမိမိရဲ့ခေတ်သစ်အသိပညာတွေကိုအသုံးချကဒီရှေးဟောင်းကဘာမှာအောင်မြင်ကြော်ကြအောင်လုပ်နိုင်မယ်လို့ထင်နေခဲ့တာဒါပေမဲ့သူမမသိခဲ့တာကရှေးခေတ်လူတွေဟာဦးမပြူးပါဘူးသူမထင်မှတ်ထားတဲ့ခေတ်နောက်ကျလာပါတယ်ဆိုတဲ့စီးနင်းစည်းကမ်းတွေဟာတကယ်တော့နှစ်ပေါင်းထောင်ချီကတိဆောက်လာခဲ့တဲ့ဉာဏ်ပညာတွေဖြစ်ပါတယ်သူမဟာထူးခြားတဲ့စကားလုံးအသုံးနှုန်းအသစ်တွေကိုအသုံးချပြီးကျမကိုစင်ကြေပေးလို့မရအောင်လုပ်နိုင်မယ်လို့ထင်ခဲ့ပေမဲ့ထိုစကားလုံးကပဲသူမရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပေးလိုက်လိမ့်မယ်လို့မသိခဲ့ရှာပါဘူးစူးကြဟာအထက်လူကြီးကိုလှည့်စားတယ်လူအသက်ကိုရည်ရွယ်ချက်ရှိလုပ်ကြံတဲ့ဒီပြစ်တွေဟာခွင့်လွှတ်လို့မရပါဘူးသူမကိုအေးဆက်လာတဲ့အဆောင်စီပို့ဆောင်ပြီးတစ်သက်လုံးပြန်မထွက်လာစေနဲ့စူးကြဟာစစ်တေတွေရဲ့ဆွဲခေါ်သွားခြင်းကိုခံလိုက်ရပါတော့တယ်ရှင်လင်ရွှမ်းနေနိုင်သွားတာပဲဒါပေမဲ့ငါလာခဲ့တဲ့နေရာမှာမိန်းမသားတွေဘယ်လောက်တောင်လွတ်လပ်ခွင့်ရှိလဲဆိုတာနင်သိလားသူတို့တွေစာတင်ခွင့်ရှိတယ်ယာတုအာဏာရနိုင်တယ်ကိုပိုင်လိုအင်ဆန္ဒအတိုင်းကြိုက်တဲ့သူနဲ့လက်ထပ်နိုင်တယ်လေယောက်ျားရဲ့မျက်နှာကိုမှကြည့်နေစရာမလိုသလိုဘသူမျက်နှာသားကိုမှလည်းလိုက်စည်းကပ်နေစရာမလိုဘူးငါသူမကိုစိုက်ကြည့်နေမိပေမဲ့ဘာစကားမှတော့ပြန်မပြောမိခဲ့ပါဘူးနန်းဆောင်တစ်ခုလုံးတိတ်ဆိတ်ချောက်ကပ်လို့နေပါတယ်အားလုံးပဲလူစုခွဲကြတော့လူတွေအားလုံးတယောက်ပြီးတယောက်နှုတ်ဆက်ထွက်ခွာသွားကြတယ်ငါကတော့အနောက်ဆုံးကနေရှောက်လာခဲ့တာပါကုရှို့ရွံရဲ့ဘေးနားကနေဖျက်ရှောက်မှာတော့သူကရုတ်တရက်ဒူးထောက်ချလိုက်ပါတယ်လင်းရွှန်းငါတောင်းပန်ပါတယ်ငါရဲ့ကုမိသားစုကိုကယ်တင်ပေးပါဦးလို့ငါတောင်းပန်ပါတယ်ငါခြေလမ်းတွေကိုရက်တန့်လိုက်ပြီးသူ့ကိုငုံကြည့်မိတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကုသခင်မကြီးကငါလက်ကိုဆွဲပြီးပြုံးပြုံးရွှင်ရွှင်နဲ့ပြောခဲ့ဘူးတဲ့စကားတွေကိုရုတ်တရက်တတိယမိသွားတယ်လေလင်းရွှန်းရေသမီးနောက်လဲခဏခဏလာလဲဦးနော်ဒီနေရာကိုကိုယ့်အိမ်ကိုရလို့သဘောထားပါတဲ့ကုရှို့ရွံနင်ဘလို့အကြောင်းတရားကိုစိုက်ပျိုးခဲ့လဲအဲ့ဒီလိုအကျိုးတရားကိုပဲပြန်ခံစားရမှာပဲဒီနေ့ကစပြီးနင်နဲ့ငါတို့မိသားစုနှစ်စုကြားမှာဘာပတ်သက်မှုမှမရှိတော့ဘူးငါအကြည့်တွေကိုလွှဲလိုက်ပြီးအရှိကိုပဲဆက်လျှောက်လာခဲ့ပါတော့တယ်နန်းတော်တကားဝါကနေထွက်လာတဲ့အချိန်မှာတော့အပြင်မှာမှောင်နေပါပြီကျိုးဝိုင်ကအနားကိုကပ်လာပြီးတိုးတိုးလေးပြောရှာတယ်ဘိုးချုပ်ပင်ရှိမင်းကြီးကအပြင်မှာစောင့်နေပါတယ်
ငါခဏတာကြောင်အန်းသွားပြီးမှမောကြည့်မိတယ်ရှောင်းကျင်ရန်ကမြင့်ရထားပေးမှရက်နေပြီးလာရောင်ကသူ့ကိုယ်ပေါ်ကိုဖြာချနေတာမို့ကြည်လင်အေးမြတဲ့ကြောက်စိမ့်တုံးလေးအတိုင်းပါပဲဗိုလ်ချုပ်ရှင်ကိုတော်မင်းကိုအိမ်ထိလိုက်ပို့ပေးရစေငါသူ့ကိုစိုက်ကြည့်ရင်ရုတ်တရက်ပြုံးမိသွားတယ်ကောင်းပါပြီခုရှို့ရွံရာထူးကနေဖယ်ရှားခံရပြီးအစစ်ဆေးခံရတဲ့အဲ့ဒီနေ့ကမြို့တော်မှာမိုးတွေတဲတဲမဲမဲရွာသွန်းခဲ့ပါတယ်ငါကတော့ဗိုလ်ချုပ်အိမ်တော်ရဲ့ဝရန်တာအောက်မှာရရင်မိုးကလိုက်ကကြီးကိုငေးကြည့်နေမိတယ်ပြီးတော့အပြင်ကသတင်းတွေကိုလာပြောပြနေတဲ့ကျိုးဖိုင်ရဲ့စကားတန်ကိုနားထောင်နေမိတာပေါ့ခုရှို့ရွံကိုထောင်မင်းကြီးကျုပ်ထဲထည့်လိုက်ပါပြီကုမိခင်ဝန်တခင်မကြီးကတော့လေဖြတ်ပြီးလှုပ်ရှားလို့မရတော့ဘူးကုမိသားစုရဲ့စီးပွားရေးလည်းတမှုဟုတ်ချင်းပျက်စီးသွားပြီးအိမ်ရှိမှလည်း၆ကက်လို့နေပါတယ်ငါအားလုံးကိုနားထောင်ပြီးဘာမှပြန်မပြောခဲ့ပါဘူးဗိုလ်ချုပ်နောက်ထပ်သတင်းတစ်ခုရှိပါသေးတယ်အေးဆက်လာတဲ့နန်းဆောင်ဘက်ကနေသတင်းစကားရောက်လာတာပါစုကျင်ရဲ့ရင်သွေးလေးမရှိတော့ပါဘူးဘလို့ဖြစ်လို့မရှိတော့တာလဲသမားတော်ကြီးတွေပြောတာကတော့ထိတ်လန့်တုန်လှုပ်မှုလွန်ကဲပြီးကိုဝင်ပြတ်ကျသွားတာတဲ့မေတော်ကြီးကတော့ဒါဟာဝစ်လေတာပဲလို့မိန့်ပါတယ်သိပါပြီစုကျင်ရဲ့ကလေးလေးမရှိတော့ဘူးအဲ့ဒီကလေးကသူမဘဝအလှည့်အပြောင်းအတွက်အားကိုးခြင်းခဲ့တဲ့တခုလေးတော့အခွင့်အရေးဖြစ်ခဲ့တာလေအခုတော့မရှိတော့ဘူးသူမဒီကဘာကိုရောက်လာပြီးခေတ်တဲ့လူသားတွေရဲ့ဉာဏ်ပညာကိုသုံးလို့ဘဝကိုကောင်းကောင်းမွန်မွန်ဖြတ်တန်းခြင်းခဲ့တာဒါပေမဲ့သူမမေ့သွားတာကလူအဖြစ်ရှင်းတန်းရခြင်းမှာလူသားတွေရဲ့စီကံဆိုတာရှိတယ်လေစီကံမလိုက်နာတဲ့သူဟာနောက်ဆုံးမှာတော့စီကံရဲ့အဖြစ်ပေးခြင်းကိုခံရစမြည်ပါပဲနှစ်လကြာပြီးတဲ့နောက်မှာတော့နန်းတော်ထဲကနေသတင်းတစ်ခုထပ်ရောက်လာပြန်တယ်စုကျင်တယောက်အေးဆက်လာတဲ့နန်းဆောင်ထဲမှာပဲယောဂဝေဒနာနဲ့ကွယ်လွန်သွားခဲ့ပါပြီဖုန်းအင်တာနက်ငါအိမ်ပြန်ခြင်းနဲ့စောင့်ကြနေတဲ့အထိန်တော်ကြီးတွေကသူမပြောတာကိုနားမလည်ကြသလိုသူမကိုယူသွတ်သွားပြီလို့ပဲထင်ခဲ့ကြတာပါစုကျင်တယောက်နန်းဆောင်အိုကြီးထဲမှာပဲယောဂနဲ့ကွယ်လွန်သွားခဲ့ပါပြီငါဒီသတင်းကိုကြားရတဲ့အချိန်မှာတော့ဗိုလ်ချုပ်အိမ်တော်ရဲ့ပန်းချန်ထဲမှာနေပူစာလုံးနေခဲ့တာပါငါမျက်လုံးတွေကိုမှိတ်ရင်းစုကျင်ကကိုနောက်ဆုံးကြည့်သွားခဲ့တဲ့အကြည့်တွေကိုသတိရမိတယ်အဲ့ဒီအကြည့်တွေထဲမှာနာကျင်မှုတွေရန်ညိုးတွေမကျေနပ်မှုတွေရှိနေသလိုအားကြရဲ့အချို့လဲစွန့်ထင်နေခဲ့တာပေါ့ငါရှင်လင်းရှုံးကအသက်12နှစ်မှာစစ်မြေပြင်ကိုတက်ခဲ့တယ်အသက်16နှစ်မှာစစ်တပ်ကိုဦးဆောင်ခဲ့တယ်အသက်20မှာဗိုလ်ချုပ်အဖြစ်သူကောင်းပြုခံခဲ့ရတယ်နောက်ထပ်နိုင်ဝက်လောက်ကြာပြီးတဲ့နောက်မှာတော့ဖင်ရှိမင်းကြီးရှောင်းကျင်ရန်ကနန်းတော်အမတ်ကြီးတွေစီတရားဝင်အမိန့်တောင်းခံခဲ့ပါတယ်နေကြားဆောင်ဗိုလ်ချုပ်ကြီးရှင်လင်းရှုံးကိုလက်ထပ်ခွင့်ပေးသနာဖို့ပေါ့ဒီသတင်းထွက်လာတဲ့အခါမှာတော့မြို့တော်တစ်ခုလုံးပေါ်လို့ရိုက်သွားခဲ့တာပေါ့အချို့ကလည်းဗိုလ်ချုပ်ရှင်အနေနဲ့မင်းကြီးနဲ့လက်ထပ်ရတာဟာကံကောင်းခြင်းတစ်ခုပဲလို့ပြောကြတယ်မင်္ဂလာဝေါ်ရင်တော်ဟာဗိုလ်ချုပ်အိမ်တော်ကနေစတင်ထွက်ခွာလာပြီးလမ်းတစ်လျှောက်လုံးတီးမော့အော်ဟစ်လို့မြို့တော်ရဲ့အစီကားဆုံးလမ်းမတွေကိုဖျက်ဆီးလာခဲ့တယ်နောက်ဆုံးမှာတော့ဖင်ရှိမင်းကြီးရဲ့အိမ်တော်တကားဝါရှိမှာရပ်တန့်လိုက်ပါတော့တယ်လင်းရွှန်းနင်းနောက်ဆုံးတော့ရောက်လာခဲ့ပြီပဲငါဝေါ်ရင်ပေါ်ကနေဆင်းလိုက်တဲ့အခါမှာတော့သူကအနားကိုရှောက်လာပြီးငါလက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားခဲ့ပါတော့တယ်မင်းကြီးကျွန်တော်မျိုးမှဒီနေ့ရက်ကိုမျှော်လင့်ဆောင်စားခဲ့ရတာတကယ်ကိုကြာမြင့်လာပါပြီသူကပြုံးပြပြီးကျမရဲ့လက်ကိုဆွဲကင်ကနန်းတော်ထဲကိုအတူတူရှောက်လန်းဝင်ခဲ့ကြတယ်မင်္ဂလာဦးခန်းနာကျင်းပပြီးနောက်မင်္ဂလာခန်းထဲသို့ဝင်ရောက်ခဲ့ကြပါတယ်မင်္ဂလာဖျောင်းတိုင်အလင်းရောင်တွေထိန်ထိန်လင်းနေပြီးတခန်းလုံးအလင်းရောင်တွေဖြာကျနေခဲ့တယ်လင်းရွှန်းနောက်နာဂတ်တက်တာလုံးမှာကိုတော်ဟာမင်းကိုဘလို့စိတ်ဆင်းရဲမှုမျိုးမှမခံစားရစေရပါဘူးကျမတို့ကိုကြည့်ရင်မျက်ဝန်းတွေထဲကနေမျက်ရည်တွေရုတ်တရက်ဝဲတက်လာခဲ့တယ်ရှောင်းကြက်ရန်ကျမဘာကြောင့်ရှင်နဲ့လက်ထပ်ဖို့သဘောတူခဲ့လဲဆိုတာရှင်းသိရဲ့လားဘာကြောင့်လဲဘာလို့လဲဆိုတော့အဲ့ဒီနေ့ကကြိုးဆိုပွဲစားတော်ဝိုင်းမှာလူတိုင်းကကျမကိုစူးကျိန်ဆဲဆိုနေတာကိုရက်ကြည့်နေခဲ့ကြပေမဲ့ရှင်တယောက်တည်းသာကျမကိုစိုက်ကြည့်နေခဲ့လို့ပါရှင်ရဲ့မျက်ဝန်းတွေကကျမကိုယုံကြည်တယ်လို့ပြောနေခဲ့ကြတယ်ကိုကအဲ့ဒီနေ့တရက်တည်းပဲမင်းကိုယုံကြည်ခဲ့တာမဟုတ်ပါဘူးစစ်တလင်းမှာမင်းကိုပထမဆုံးအကြိမ်မြင်ဖူးကလေးကမင်းဟာကိုရောဘဝမှာအလိုချင်ဆုံးအိမ်သူတက်ထားဆိုတာကိုတော်သိခဲ့ပါတယ်ဒီအချိန်မှာတော့အဲ့ဒီဓာတ်ခုတ်လန်ထိုးတက်ဖြတ်မှုတွေနဲ့အချင်းချင်းလှည့်စားတိုက်ခိုက်မှုတွေအားလုံးဟာဝေးလွင်သွားခဲ့ပါပြီနောက်အနာဂတ်တက်တာလုံးမှာသူမသာကျမဘေးနာရှိနေရင်ပြည့်စုံပါပြီဒုတိယမြောက်နေ့မှာတော့ကျွန်တော်တို့တွေမေတော်ကြီးထံတွားရောက်ဂါရဝပြုခဲ့ကြပါတယ်ကောင်းတယ်ကောင်းတယ်ကောင်းပါကြီးရဲ့ငါလည်းဒီနေ့ရက်ကိုမျှော်လင့်နေခဲ့တာဘယ်လောက်တောင်ကြာပြီလဲမေတော်ကြီးရဲ့ဖြည့်ဆည်းပေးမှုကိုကျေးဇူးတင်လှပါတယ်ဖေဟာလင်းရွှန်းမင်းကကလေးကောင်းလေးတစ်ယောက်ပါနောက်မှနန်းတော်ထဲမှာမကျေနပ်ချက်တော့မဟုတ်စိတ်ဆင်းရဲစရာရှိရင်ငါ့ကိုလာပြောပါငါမင်းအတွက်အားကိုးရာဖြစ်ပေးမယ်ကျမရင်ထဲမှာစိတ်လှုပ်ရှားတုန်လှုပ်သွားပြီးနောက်ထပ်တစ်ကြိမ်ဦးချဂါရဝပြုလိုက်မိပါတယ်နန်းတော်ထဲကနေထွက်လာတဲ့အခါမှာတော့ရှောင်းကျက်ရန်ကကျမရဲ့လက်ကိုဆွဲကင်ပြီးနန်းတော်စီသို့ဖြည်းဖြည်းချင်းရှောင်းလန်းပြန်ခဲ့ကြတယ်နန်းတော်ဟောင်းနေရာကိုဖြတ်တန်းသွားတဲ့အခါမှာတော့ကျမခိတ္တမြရက်တက်မိသွားတယ်အဲ့ဒီနေရာကတော့အခုဆိုအရှင်သခင်ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီးတကားကြီးကိုလည်းတင်းကျပ်စွာပိတ်ထားကဆိုင်းပုတ်လည်းပြောင်းလဲသွားခဲ့ပါပြီဘာဖြစ်လို့လဲဘာမှမဟုတ်ပါဘူးအတိတ်ကအကြောင်းအရာအချို့ကိုရုတ်တရက်တတိယသွားလို့ပါသူကထပ်မမေးတော့ပဲကျမနဲ့တူဖြည်းဖြည်းချင်းရှောင်းလန်းပေးခဲ့တယ်နေအောင်ကြီးကကိုပေါ်ကိုဖြာချနေပြီးနှွေးထွေးလို့နေပါတယ်ကျမရုတ်တရက်စူးကြိတ်ပြောခဲ့မှုတဲ့စကားတစ်ခုကိုတတိယမိသွားတယ်ကျမလာခဲ့တဲ့နေရာမှာတော့မျိုးသမီးတွေဟာကိုယ်တိုင်ငွေရှာနိုင်ကြပြီးဘသူ့ကိုမဆိုလွတ်လပ်စွာလက်ထပ်ပိုင်ခွင့်ရှိကြတယ်သူမကတော့ဘသူ့ကိုမဆိုလက်ထပ်ချင်ရင်လက်ထပ်နိုင်တယ်လို့ဆိုခဲ့ပေမဲ့နောက်ဆုံးမှာတော့ဘသူနဲ့မှလက်မထပ်ဖြစ်ခဲ့ပါဘူးကျမကတော့ရှေးခေတ်မှာမွေးဖွားလာခဲ့ပေမဲ့မိမိလက်ထပ်ချင်တဲ့သူနဲ့လက်ထပ်ခွင့်ရခဲ့တယ်ဒါဟာတယောမှုတစ်ခုလို့ပြောနိုင်မလားကျမလည်းမသိပါဘူးကျမသိတာကတော့ဘဝဆိုတာရှည်လျားတဲ့ခရီးတစ်ခုလိုပါပဲလမ်းခွဲတွေနဲ့ကြုံတွေ့ရမှာမလွဲအကံပါပဲမှားယွင်းတဲ့သူတွေနဲ့လည်းဆုံတွေ့ရလိမ့်မယ်ဒါပေမဲ့ကျမတို့ရဲ့စိတ်ရင်းမှန်ကိုသာမြဲမြံစွာထိန်းသိမ်းထားနိုင်ပြီးပြင်ပကအနှောက်အယှက်တွေကြောင့်စိတ်မရင်းနိုင်ဘူးဆိုရင်နောက်ဆုံးမှာတော့မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာမိမိနဲ့ထိုက်တန်တဲ့ပျော်ရွှင်မှုကိုဆုံတွေ့ရမှာပါအခုဆိုကျမဆုံတွေ့ခဲ့ရပါပြီ